စိတ်ကူးတွေနဲ့လူကဘာတစ်ခုထွင်ခဲ့သူသမိုင်းအသေးရေးခဲ့သူမအူဆံဘဝနဲ့သူဟာမြမလို့ခေါ်ခဲ့တယ်နဲ့နမိတ်ရကပြီးထက်ကြောက်စာတွေရှာသဝေထက်ကငြိမ်ချမ်းမှုနဲ့လင်းလတော့ဘာသာတစ်ခုရဲ့သူရဲ့ကောင်းလို့ထင်ရှားခဲ့ရမြမတို့တွေရဲ့သမိုင်းများအလေတန်ပါဒီပါကနမုနာမကန်လို့ခေါ်ညွှရရာဇဝင်များချက်မြောက်ရာကနဦးမူလာအစကြော်စောရကုန်တဲ့ဘဝသူဟာတို့အတွက်ဖျားပေးတဲ့သူပါ